ဇက်လန်သည် Press Incorporation ၏မဟာဗျူဟာနှင့်စီမံကိန်းရေးဆွဲရေးဌာနတွင်အလုပ်လုပ်သော Linda Liddell အလုပ်သို့ရောက်ရှိလာခြင်းနှင့်စတင်သည်သူမသည်အပတ်ပေါင်းများစွာအားထုတ်ပြင်ဆင်ထားသောအစီရင်ခံစာကိုလုပ်ဖော်ကိုင်ဖက် Donovan ထံပေးအပ်တော်လီသူမအားအစည်းအဝေးတက်ရန်မလိုကြောင်းပြောခဲ့သည် Donovan ကသူမ၏လက်ရာဖြစ်ကြောင်းအားလုံးသိအောင်ပြောပြီးမိဟုဂတိပေးခဲ့သည်သို့သောလင်ဒါသည်အပြင်မှကြည့်နေစီမှာပင်ဒေါ်နဗင်ကအစီရင်ခံစာမှသူမအမိကိုဖယ်ရှားပြီး၎င်းကိုသူ့ကိုယ်တိုင်လှုပ်ဆောင်ထားတဲ့ကဲ့သို့အကျွေးယူလိုက်သည်ကိုမြင်လိုက်ရသည်သူမသည်လှုပ်ဖော်ကင်ဖက်များနှင့်ဆက်ဆံရာတွင်အမြဲတမ်းအနီးရခတ်နေသူဖြစ်သည်အခြားသူများကသူမကိုရှောင်ကျဉ်ကြသည်အလုတ်ပြင်ပတွင်လေသူမသည်အထီးကျန်နေသူဖြစ်သည်လင်ဒါတွင်ရင်းနှီးသောတငယ်ချင်းသို့မဟုတ်မိသားစုဝင်မရှိဘဲအိမ်တွင်ကြက်တူရွေးတစ်ကောင်နှင့်သာစကားပြောဖို့ရှိသည်ထိုအထီးကျန်နေတော့လေသူမသည်အလုတ်ကြိုးစားလျင်တနည်းအတိအမတ်ပြုတ်ခံရမည်ဟုအကောင်းမြင်စိတ်ရှိနေစေဖြစ်သည်လင်ဒါသည်ကုမ္ပဏီတီထောင်သူဟောင်းပြီးခဲ့သောဒုတိယဥက္ကဋ္ဌ VP ယာဒူးတိုးရန်မျှော်လင့်နေသည်တီထောင်သူ၏သား Bradley ရောက်လာသောအခါထိုကတိတီးလိမ့်မည်ဟုသူမယုံကြည်နေသည်Bradley ရောက်လာသောအခါလင်ဒါသည်သူမကိုသူမမိတ်ဆက်ရန်စိတ်အားထက်သန်စွာရှိသူထွက်လာသည်ထိုအချိန်တွင်သူမသည်တူနာဆန်ဒဝစ်စားနေသဖြင့်မျက်နှာတွင်အစာများပေကျန်နေသည်သူမကစိတ်အားထက်သန်စွာနှုတ်ဆက်တော်လေ Bradley ကသူမကိုယုံရှာသွားပြီး၎င်း၏ယုံခန့်ထဲသို့ရှောင်ထွက်သွားသည် Bradley အမှုဆောင်တဦးကလင်ဒါသည် VP ရာထူးကိုဂတိပေးခံထားရသူဖြစ်ကြောင်းပြောပြသည်သို့သောBradley ကထိုရာထူးကိုသူ၏တငယ်ချင်း Donovan အားပေးလိုက်ပြီးဖြစ်သည်လင်ဒါ၏အနေရခက်သောပုံစံကြောင့် Bradley ကသူမအပေါ်အမြင်မကြည်ဖြစ်သွားသည်အမှုဆောင်ကလင်ဒါသည်ဘန်ကောက်အစည်းအဝေးအတွက်အရေးကြီးကြောင်းသူမမပါလျင်အဆင်မပြေနိုင်ကြောင်းသတိပေးသည် Bradley ကသူမသည်အတုံးဝင်မှန်လက်ခံတော်လေရာထူးမပေးဘဲ Donovan ကိုတင်ပေးရန်အတွက်နောက်ွယ်မှသာခိုင်းထားရန်ဆုံးဖြတ်သည်လင်ဒါသည်သူမရာထူးမရပဲDonovan ကရသွားကြောင်းသိသွားတော့အခါ Bradley ၏ယုံခန့်တဲ့သို့ဝင်ရောက်အကျိုးကြောင့်မေးမြန်းခဲ့သည် Bradley ကသူမသည်အလုတ်တော်လေခေါင်းဆောင်မှုအပိုင်းနှင့်လူမှုဆက်ဆံရေးတွင်မသင့်တော်ကြောင်းပြောသည်သူမသည်လူမှုဆက်ဆံရေးညံ့ဖျင်းကြောင်းနှင့်သူ့အတွက်ဂေါ့ဖ်ရိုက်တက်သူသာလိုအပ်ကြောင်းပြောကအရှက်ခွဲခဲ့သည်သူမ၏သွားတွင်အစာညံ့နေသည်ကိုလည်းလှောင်ပြောင်ပြောဆိုခဲ့သည်သို့သောသူမ၏ရဲတင်းမှုကိုသဘောကျသဖြင့်ဘန်ကောက်စာချုပ်အတွက် Appendix D ပြဿနာကိုဖြေရှင်းနိုင်လျင် VP ရာထူးအတွက်ပြန်စဉ်းစားပြီးမိဟုပြောသည် Bradley စီးစက်ထားသူရောက်လာတော့အခါလင်ဒါသည်အနေရခက်ကထွက်ခွာသွားသည် Bradley ကလင်ဒါ၏နေ့လည်စာငားနှံကြောင်းလုတ်ဖော်ကိုင်ပတ်များကတိုင်တန်းထားကြောင်းနှင့်သူမကိုအခြားနေရာတွင်သွားစားရန်အမိန့်ပေးခဲ့သည်လင်ဒါသည်ဘန်ကောက်သို့သွားသည့်လေယာဉ်ပေါ်တွင် Bradley တို့နှင့်အတူလိုက်ပါခဲ့သည်သူမသည် Appendix D ပြဿနာကိုဖြေရှင်းနိုင်ခဲ့သဖြင့်စိတ်လှုပ်ရှားနေသည်သူမက Bradley ကိုပြောပြရန်ကြိုးစားတော့လေ Bradley ကဂယုမစိုက်ဖေး Donovan ကလည်းသူမကိုအလုတ်အလွန်လှုပ်သူဟုလောင်ပြောင်သည်လေယာဉ်ပေါ်တွင် Donovan ကလင်ဒါ၏ Survivor ပြိုင်ပွဲဝင်ရန်ပြင်ဆင်ထားသောဗီဒီယိုဟောင်းကိုပြကာအားလုံးနှင့်အတူလောင်ပြောင်ခဲ့သည်လင်ဒါသည်ထိုအရှက်ခွဲမှုကိုခံစားလိုက်ရသောအခါသူမ၏အစီရင်ခံစာကိုဖျက်ပစ်ခဲ့တယ်မကြမီမှာပင်လေရင်သည်ပြင်းထန်သောလေပြင်းနဲ့တိုးခဲ့တယ်လေရင်ပောက်ကွဲပြက်ကျချိန်တွင် Donovan သည်လင်ဒါ၏ထိုင်ကုန်ကိုလူယူရန်ကြိုးစားခဲ့တော့လေလင်ဒါကခတ်ရင်းနှင့်ထိုးကခုခံခဲ့တယ်Donovan သည်လေရင်အပြင်သို့လွင့်စင်ကတီးဆုံးသွားတယ်လင်ဒါသည်လေရင်ပြက်ကျမှုမှလွတ်မြောက်ခဲ့ပြီးကယ်ဆယ်ရေးလီငယ်ပေါ်သို့ရောက်ရှိသွားတယ်နောက်တနေ့တွင်လင်ဒါသည်ထိုင်းပင်လယ်ကွေ့ရှိကျွန်းတကျွန်းပေါ်တွင်နိုးလာတယ်သူမသည်တတိမိနေသော Bradley ကိုတွေ့ရှိပြီးဘေးကင်းရာသို့ရွှေ့ပေးခဲ့တယ်သူမသည်ကြောက်တုံးဖြင့်ဓားလုတ်ခြင်းခိုးလုံရာတေးဆောက်ခြင်းနဲ့အုံးခုများဖြင့်မူးရီစုဆောင်းခြင်းတို့ကိုလှုပ်ဆောင်ခဲ့တယ်Bradley နိုးလာတော့အခါလင်ဒါကရေတိုက်ခဲ့ပြီး Donovan တေးဆုံးသွားကြောင်းပြောပြခဲ့တယ်လင်ဒါသည်မီးညှုပ်ခြင်းနဲ့ငါးဖမ်းခြင်းတို့ကိုလှုပ်ဆောင်က Bradley ကိုအတင်းအကျပ်ကြွေးမွေးခဲ့တယ်
Bradley ကအသက်ရှင်ရန်ထက်ကေဆေရီကိုသာအဓိကထားသဖြင့်လင်ဒါနဲ့စကားများခဲ့တယ်။ Bradley ကသူမကိုမထိရန်နဲ့သူဒီအထက်လူကြီးဖြစ်စေဖြစ်ကြောင်းအာဏာပြသဖြင့်လင်ဒါကသူ့ကိုပြစ်ထားခဲ့တယ်။ Bradley သည်နှစ်ရက်တိုင်တိုင်အစာနှင့်ရေမရှိဘဲနေပူထဲတွင်အထီးကျန်နေခဲ့သည်။လင်ဒါပြန်လာခြင်းတွင်ဤနေရာသည်ရုံးခန်းမဟုတ်တော့ကြောင်းသူ့ကိုသတိပေးခဲ့သည်။လင်ဒါသည်တောဝက်တကောင်ကိုအောင်မြင်စွာအမဲလိုက်တပ်ဖြတ်နိုင်ခဲ့သည်။သူမသည်တောဝက်ကောင်းကိုဖျက်၍ Bradley ရှေ့သို့ချပြခဲ့ပြီ။သူမသည်အမဲလိုက်ရသည်ကိုသဘောကျကြောင်းပြောခဲ့သည်။လင်ဒါသည်ရေတကွန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်။သူမသည်ကယ်ဆယ်ရေးလှေတစ်စီးကိုတွေ့ခဲ့တော့လေကျုံးပေါ်မှမထွက်ခွာလိုသည်သဖြင့် Bradley ကိုအတိမပေးပဲဖုံးကွယ်ထားခဲ့သည်။ Bradley ကလှေဆောက်ရန်ပြောတော့လေလင်ဒါကညင်းဆိုခဲ့သည်။ Bradley ကသူမအားအလုတ်ထုတ်ကြောင်းပြောပြီးကိုပိုင်စခန်းခွေးတော့လေအသက်ရှင်ရန်မစွမ်းဆောင်နိုင်ခဲ့ပါ။နောက်ဆုံးတွင် Bradley သည်သူမထံပြန်လာကတောင်းပန်ခဲ့ရသည်လင်ဒါသည် Bradley အားအစိတ်ရှိသောအပင်များနှင့်အသီးများအကြောင်းတင်ပြပေးခဲ့ပြီး X ပုံသဏ္ဍာန်ကြောက်တုံးရှိရာသို့မသွားရန်သတိပေးခဲ့သည်။လမ်းတွင်လင်ဒါ၆ထဲကျလို့နီးပါးဖြစ်ခဲ့တော်လေ Bradley ကကဲ့တင်ခဲ့သည်။ညဘက်တွင်လင်ဒါသည်သူမ၏အတိတ်မှလျှို့ဝှက်ချက်များကိုပြောပြပြီးကျုံးပေါ်ကမထွက်ခွာလိုကြောင်းထပ်ပြောခဲ့သည်Bradley ကသူမအားအစိတ်ရှိသောအသီးများကျွေးခဲ့သဖြင့်လင်ဒါအပြင်းအထန်ဖျားနာခဲ့သည်။ Bradley သည်လှီနှင့်ထွက်ပြေးရန်ကြိုးစားတော်လေမအောင်မြင်ပေကျုံးပေါ်သို့ပြန်လေရောက်ရှိခဲ့သည်။လင်ဒါကသူ့ကိုကယ်တင်ခဲ့သည်။လင်ဒါသည် Bradley ကို Blue Ring Octopus အစိတ်ဖြင့်ကိုလက်လှုပ်ရှားမရအောင်လှုပ်ဆောင်ခဲ့သည်သူမသည် Bradley ကိုခြောက်လှန့်ရန်အတွက်ကြွက်တီတကောင်ကိုအသုံးပြု၍ခွေးစိတ်သည့်ပုံစံလှုပ်ဆောင်ခဲ့သည်။ Bradley ၏စိတ်ဆက်ထားသူနှင့်ကေဆေရီအဖွဲ့ရောက်လာသောအခါလင်ဒါသည်ထိတ်လန့်သွားသည်။လင်ဒါကသူတို့ကိုလမ်းမှခေါ်သွားပြီး Bradley ၏စိတ်ဆက်ထားသူနှင့်ကေဆေရီသမားကိုခြောက်ထဲသို့တွန်းချတပ်ဖြတ်ခဲ့သည်လီသည်တေးထဲကစိတ်ဆက်ထားသူ၏လက်စွပ်ကိုတွေ့သွားပြီးလင်ဒါနှင့်အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ Bradley သည်ကျုံးပေါ်ရှိဘီလီယံနာတဦး၏အိမ်ကြီးထဲသို့ထွက်ပြေးသွားခဲ့သည်ထိုအိမ်ကြီးမှာချမ်းသာကြွယ်ဝသော Wall Street ဘီလီယံနာတဦးပိုင်ဆိုင်ကြောင်းလင်ဒါကရှင်းပြသည်။သူမသည်၎င်းကိုစောစောစီးစီးရှာဖွေတွေ့ရှိထားပြီးမည်သူမျှတတိမပြုမိစေပေလုံခြုံရေးစနစ်ကိုပိတ်ထားခဲ့သည်။ထို့နောက်သူမသည်သူတို့ကေဆေခံရဖို့အခွင့်အရေးများစွာရှိခဲ့တော်လေသူမကိုယ်တိုင်မထွက်ခွာလိုသည်ဖြင့်ဖုံးကွယ်ထားခဲ့ကြောင်းဝန်ခံလိုက်သည်။သူမသည်ရေတခုမှကနေ၍ကေဆေရီလှေကိုပထမဆုံးမြင်စဉ်ကတည်းကဤအိမ်ကြီးကိုရှာတွေ့ခဲ့ပြီးအိမ်ဆောင်များထံမှလုံခြုံရေးကုန်းနံပါတ်ကိုပါသိရှိခဲ့ခြင်းဖြစ်သည်။သူမသည်အိမ်ထဲကိုခိုးဝင်ကအစားအစာနှင့်ရေကဲ့သို့သောထောက်ပံ့ပစ္စည်းများကိုစုဆောင်းခဲ့ပြီး Bradley အပေါ်ဆက်လက်လွှမ်းမိုးထားနိုင်ရန်ဤအရာအလုံးကိုလျှို့ဝှက်ချထားခဲ့သည်။နောက်ဆုံးတွင်လင်ဒါသည်လက်ဖြောင့်ဖြင့် shotgun တစ်ချက်ကိုကင်ဆောင်လျက်အိမ်ကြီးအတွင်း၌ပေါ်လာသည်
Bradley ကသူ့ကိုပတ်တိရှိမြင်ပြောဆိုသည်သူကသူမကိုချစ်မြတ်နိုးကြောင်းနဲ့အရာအားလုံးတွင်သူမမှန်ကန်ခဲ့ကြောင်းပြောဆိုခဲ့သည်သူတို့နှစ်ဦးကျွန်းပေါ်တွင်အတူတူဆက်လက်နေထိုင်နိုင်ကြောင်းပြောသည်လင်ဒါကလည်းသူမလည်းသူ့ကိုချစ်ပါသည်ဟုပြန်ပြောပြီးအချင်းနေကိုဤမြအထိခက်ခဲအောင်လှုပ်เสียမလိုခဲ့ကြောင်းပြောသည်သို့သောသူမသည်အခန်းထဲသို့ဝေးဝဲကြည့်လိုက်သောအခါအနီးရှိရုပ်ထုတစ်ခုမှချိုးတစ်ခုပျောက်ဆုံးနေသည်ကိုသတိပြုမိသွားသည် Bradley သည်ထိုချိုကိုသူ့ကြောနောက်တွင်ဝှက်ထားသည်ကိုသူမသိသွားသည် Bradley သည်သူမထံသို့ပြေးဝင်ကတနတ်ကိုလူယူနိုင်ခဲ့တော်လဲထိုတနတ်မှကြည်စံမရှိချောင်းသိလိုက်ရသည်သူတစုံတစ်ခုမလုံဆောင်နိုင်မီမှာပင်လင်ဒါသည်နိုင်ရန်မှကောက်တီးရိုက်တံကိုဆွဲယူကာသူ့ကိုမြေပြင်ပေါ်သို့ရိုက်ချလိုက်သည်ထို့နောက်သူမသည်သူ့ကိုထိုတန်ဖြင့်ပင်ရိုက်တက်လိုက်သည်တစ်နှစ်အကြာတွင်လင်ဒါသည်ကယ်ဆယ်ခံရပြီးနောက်လူသိများသောပုဂ္ဂိုလ်တဦးဖြစ်လာသည်သူမသည်လေရင်ပြတ်ကျမှုမှတဦးတည်းသောအသက်ရှင်ကျန်ရစ်သူအဖြစ်ဟန်ဆောင်ကာ Preston Company ကိုပါထိန်ချုပ်လိုက်သည်သူမသည်သူမ၏အတွေ့အကြုံများအပေါ်အခြေခံ၍အမတ်တရစာအုပ်တအုပ်ကိုရေးသားခဲ့ပြီးထိုစာအုပ်တွင်မြည်သူမျှလာရောက်ကူညီမည်မဟုတ်ချောင်းနှင့်မိမိကိုယ်ကိုယ်သာကယ်တင်ရမည်ဟုသောအသက်ရှင်တန်၏အကြံပြုချက်များကိုဖော်ပြထားသည်နောက်ဆုံးအခန်းတွင်လင်ဒါသည်သူမ၏ကြက်တူရွေးနှင့်အတူကားမောင်းထွက်ခွာသွားရင်း One Way or Another သချင်းကိုဆိုကာကင်မရာကိုမကောင်းဆိုးဝါးဆန်သောအကြည့်ဖြင့်ကြည်လိုက်လေသည်